ကိုအင်္ဂလိပ်စာလေးကိုလေ့လာမှာဖြစ်တယ်ဒီနေ့လေ့လာမယ့်အကြောင်းအရာလေးက tense တွေနဲ့ပတ်သက်ပြီးတော့လေ့လာမှာဖြစ်ပါတယ်tense လေးမျိုးရှိတယ်ပေါ့နော်အဲ့ဒါတွေကတော့ present tense past tense perfect tense နဲ့ future tense ဆိုပြီးတော့၄မျိုးရှိတယ်အဲ့ဒီ၄မျိုးကိုမှဒီ၄မျိုးကိုမှပြန်ပြီးတော့ခွဲထွက်လိုက်တာပေါ့နော်တစ်ခုချင်းစီကို၄ခုစီပြန်ပြီးတော့ခွဲထွက်သွားမှာပေါ့နော်အဲ့ဆိုတော့ဒီနေ့က present tense အကြောင်းကိုသင်မှာဖြစ်ပါတယ်ဒီ present tense က present tense သူကလည်း၄မျိုးရှိတယ်အဲ့ဒါတွေကကြတော့ simple present tense present perfect tense present perfect continuous tense နဲ့ present continuous tense ဆိုပြီးတော့၄မျိုးရှိရပေါ့နော်ဆိုတော့ဒီ present tense ဆိုတာဘာလဲ present tense ဆိုတာကဒီအခုလက်ရှိအချိန်ဒီမှာဖြစ်နေတဲ့အကြောင်းအရာတွေကိုသူကပြောချင်တာဒီလက်ရှိအချိန်ဒီမှာဘာတွေဖြစ်နေရလဲဘယ်လိုအချိန်မျိုးမှာတုံးလဲပေါ့နော်အဲ့ဒါကြတော့ဒီ present tense ကိုသူကဒီ present tense ဆိုတဲ့အတိုင်းပဲဒီလက်ရှိအချိန်ကိုရှေ့ခံပြီးတော့အကြောင်းအရာတွေအကုန်လုံးကိုပြောမှာဖြစ်ပါတယ်အခုချိန်မှာဖြစ်နေတဲ့အကြောင်းအရာတွေဒီလက်ရှိအချိန်မှာပြုလုပ်နေတဲ့အကြောင်းအရာတွေပြီးတော့အမြဲတမ်းဖြစ်နေတဲ့အကြောင်းအရာအမြဲတမ်းပြုလုပ်နေတဲ့အကြောင်းအရာပြီးတော့ဒီအလေးအကျင့်တွေပေါ့နော်အလေးအကျင့်တွေပြုလုပ်တယ်အလေးအကျင့်တွေဖြစ်နေတယ်အမြဲတမ်းမှန်ကန်နေတဲ့အကြောင်းအရာဆိုရင်လည်း present tense ကိုသုံးတယ်ဇလန်းစညွှန်းပြောတဲ့ခါမျိုးပေါ့ narration လို့ခေါ်တယ်အဲ့ဒီလိုမျိုးအချိန်မှာဆိုရင်လည်း present tense ကိုသုံးတယ်ဤပညာဆိုင်ရာအကြောင်းအရာတွေကိုသုံးတဲ့ခါကျရင်လည်းဒီ present tense ကိုသုံးပါတယ်ဒီ present tense ကိုကိုးစားပြုတဲ့အကြောင်းအရာတွေကကြတော့ always sometimes usually frequently often okay certain generally ဆိုတော့ဒီလိုမျိုးချိန်နှုန်းတွေကိုပြတဲ့ adverb တွေကိုလည်းရံဖန်ရံခါမှာအသုံးပြုပါတယ်ဥပမာအနေနဲ့ဆိုရင်My uncle live in Mandalay ဆိုတော့ငါရဲ့ဦးလေးကမန္တလေးမှာနေတယ်သူကဒီကြောင်ရောပြောချင်တာပေါ့နော်ဆိုတော့ဒီအခုပြောနေတဲ့အချိန်မှာသူ့ရဲ့ဦးလေးကမန္တလေးမှာနေတော့မယ်အမြဲတမ်းလဲနေတာဖြစ်တယ်ဆိုတော့ဒါ present tense ပေါ့နော်ပြီးတော့မြန်မာ people eat rice မြန်မာလူမျိုးတွေကထမင်းစားတယ်ဒါကလည်းအမြဲတမ်းစားနေတဲ့အကြောင်းအရာပဲဆိုတော့ဒါလည်း simple present tense လည်းဝင်တယ်and their mothers give us early ဒါကကြတော့သူတို့အမေရဲ့အလေးချင်းကိုပြောချင်တာပေါ့နော်သူတို့အမေကတဲ့မနေ့စော်ကြီးထားတယ်တဲ့ okay water's boil is 100 degrees celsius ရေက100 degrees celsius ဆူတယ်ဒါကအမြဲတမ်းမှန်နေတဲ့အကြောင်းအရာဘယ်သူပဲလှုပ်ဒီရေက100 degrees celsius ရောက်ရင်ဆူမယ်ပေါ့နော်ဒီဒါကြောင့်မို့လို့ဒါ simple present ဖြစ်ပါတယ် NATO is the king in the movie NATO ဟာဒီရုပ်ရှင်ထဲမှာဆိုရင်ဘုရင်တစ်ပါးဖြစ်တဲ့ဒီလိုမျိုး storytelling ပြောတဲ့အချိန်မျိုးမှာလည်း present tense ကိုသုံးပါတယ်ဒါဒီနေ့ကတော့ present tense ပတ်သက်တဲ့အကြောင်းအရာကိုဥပမာအနေနဲ့ပြောခြင်းဖြစ်ပါတယ်အားလုံးပဲကျေးဇူးများတင်ပါတယ်အခုဗီဒီယိုလေးကပေါ့နော်ကျမလိုမျိုးအင်္ဂလိပ်စာကိုလေ့လာနေတဲ့လူတွေအားလုံးအတွက်ကိုအသုံးဝင်စေဖို့အတွက်ဗီဒီယိုလေးကို upload လုပ်ပေးထားတာဖြစ်ပါတယ်အားလုံးအတွက်ကြိုးစီအတွက်မျှော်လင့်ပါတယ်ကျမရဲ့ channel လေးကိုလည်း subscribe လုပ်ပေးပါဦးကျေးဇူးတင်ပါတယ်